အိမ်မှာအသားပေါက်စီလောက်စားရတဲ့ပေါက်စီလုံးလေးဝေမျှပေးလိုက်ပါတယ်။လုံနေရလဲလွယ်ကူရွှေ့ရှင်းပြီးတော့မှမြန်မြန်ဆန်ဆန်လေးနဲ့တရှင်းရှင်းစားလို့ရတဲ့နည်းလမ်းလေးပါ။အရင်ဆုံးတဆေးပေါ့နော်တဆေးကိုရေနွေးနွေးလေးနဲ့ဖြောထားပေးပါမယ်။ပြီးတော့ဂျုံမုံ200 gram ဆားတကြားပြီးတော့ခဏကဖြောထားတဲ့တဆေးရေကိုထည့်ပါမယ်။မကတ်အောင်စီအနှဲငယ်ထည့်ပြီးတော့မှဒါတေးချလေးနယ်ပေးပါမယ်။နေတဲ့အခါမှာရေကိုဖြည်းဖြည်းချင်းထည့်ပြီးတော့နယ်တော့ပေးပါမယ်။ရေအရမ်းမြောက်တော့မှဆိုလို့ပေါ့နော်ဖြည်းဖြည်းချင်းချိန်ဆပြီးတော့အသားလေးထည့်တော့ပေးပါနေရတော့တော်တော်လေးရောနေရရပေါ့နော်လက်မောင်းအားတစ်ခုလုံးကိုပုံပြီးတော့အားရပါရနေပေးရပါတယ်နေလို့ရသွားပြီဆိုရင်တော့ဒါအုပ်စရာတစ်ခုတည်းထည့်ပြီးတော့မှဖုံးထားပေးလိုက်မယ်ပေါ့နော်ဒါကတော့မမာသွားစေဖို့ရယ်မုံသားပွာလာစေဖို့အတွက်တွေ့ရပါပြီးရင်တော့အနှစ်တရာအသီးရွက်ကလေးတွေကိုစားထည့်မယ်အချိုးပုံထည့်မယ်ပြီးတော့ပဲငံပြားကြီးအငံပေါ့နော်အကြီးလို့လည်းခေါ်တယ်ပြီးတော့ကြာညွတ်ပဲငံပြားကြီးအချိုးရယ်ထည့်ပြီးတော့ဒါကတော့အရသာပါမိမိနဲ့တက်တလို့ထည့်လို့ရတယ်ပေါ့နော်ပြီးတော့ကုန်းမုံလေးနဲ့ငယ်ထည့်ပြီးတော့မှသူလည်းနောင်နေထားပေးမယ်ပြီးတော့စက်တာလုံထားပေးတာပေါ့နော်ဒါအစိမ့်ထည့်လို့လည်းရပါတယ်စားလေးနဲ့ငယ်နဲ့လုံထားပေးတာစက်တာကိုလည်းထည့်လိုက်ပါတယ်ပြီးတော့တနားကြီးလောက်နှက်ထားတဲ့မုံသားတွေကပွာလာပါပြီသူ့ထိုးကြည့်လိုက်တဲ့အခါမှာလက်ညှိုးအလုံးကဤခင်နဲ့ဝင်သွားပြီပေါ့နော်အထဲမှာလေလေးတွေရှိပြီးတော့ပွာလာတာပါဒီမုံသားလည်းပွာလာပြီဆိုရင်ဒီဘက်မှာလည်းပဲအသီးရွက်ကလေးတွေကအနက်မွေးရင်လည်းကလေးကြော်ထားပြီးတော့မယ်အကြိုက်တော့ကြမလို့ပါဘူးဒီမှာထည့်ထားတဲ့ဒါကျူးဆိုင်ကြီးပေါ့နော်သူ့အနံလေးကိုမွေးလာစေချင်လို့ပါပြီးတော့မုံသားကိုဒါအလုံးအရေတော့ခွဲမယ်ပေါ့နော်အသက်နိုင်ဆုံးတော့အညီအောင်တော့လှုပ်ထားလိုက်ပါတယ်သူကတွက်စီခွဲပြီးတော့မှဒါဂျုံသား200 gram ကိုပေါက်စီအလုံး10လုံးရတယ်ပေါ့နော်ဂျုံသား200 gram ဆိုတာဒီမွေးနဲ့ပြောမယ်ဆိုရင်မွေးနဲ့ထုတ်ပါပဲပြီးတော့မှတလုံးချင်းစီကိုတေချာလေးဖြတ်ပြီးတော့မှပြန်လုံးထားပါမယ်အရင်လည်းမကတ်ဘူးတချို့ကတော့ဒီမှာဂျုံမုံလေးအောက်မှာဖြန့်ခင်းပြီးတော့မှလုံးနေပေါ့နော်မကတ်အောင်လို့ဆိုပြီးတော့ဒီမှာတော့မကတ်တဲ့အတွက်မဖြန့်တော့ပါဘူးပြီးရင်တေချာလေးပြပါနော်တေချာလေးပြပြီးတော့မှအစာပလာကိုအရင်ကြီးလည်းမများစေနဲ့ပေါ့နော်ပုံမှန်လေးထည့်ပြီးတော့မှထုတ်ပေးလိုက်ရုံပါပဲထုတ်ရတာလည်းလွယ်တယ်မုံသားဤတဲ့အတွက်ကိုဆွဲသလိုပါတယ်ပေါ့နော်အဲ့တော့ဆွဲပြီးတော့မှအသားလေးထုတ်ပေးလိုက်ရုံပါပဲထုံနည်းလေးကလည်းဒီမှာလွယ်လေးပါဒီထဲအတိုင်းလေးပဲလိုက်ပြီးတော့လှုပ်လိုက်ရုံပဲပေါ့နော်ပြီးရင်တော့ဒါမုံသားတွေကိုအိုးမှာကတ်မှာဆိုလို့အောက်မှာသတင်းစာစက်ကူလေးကိုခံပြီးတော့မှပေါင်းပေးလိုက်တယ်ပေါ့နော်နိုင်ဝက်လောက်ပေါင်းပြီးရင်တော့ပေါ့စီပူပူလော်လော်လေးတခါတည်းစားလို့ရပါပြီ